ကန်ကောင်းလို့ရလာတဲ့ချန်ပီယံလားတကယ်ရည်ချင်းရှိတဲ့ချန်ပီယံလားဆိုတာကဘာကြီးစီတက်တည်ပြခြင်းစိတ်ပြင်းပြနေမှာလားဂျိုဂျိုပန်ပရိသတ်များလုံးမဲ့မင်္ဂလာပါများ Ready Beta တွေကတင်ဆက်နေပါပြီအားကစားလောကအထူးဖြင့်တော့ကိုခံပညာတိုင်းပေါင်းစုံ MMA လောကမှာအောင်မြင်မှုနဲ့ကြာရှုံးမှုကြားကအလွာလေးကပါလွာလွန်းလာပါပြီတခါတည်းမှာတော့စေစုနှစ်နဲ့ချီပြီးတော့ကြိုးစားခဲ့ရတဲ့အိမ်မက်တွေကမျက်တောင်တစ်ခတ်အတွင်းမှာအမှန်တကယ်ဖြစ်လာတတ်ပါပြီဒါပေမဲ့အဲ့ဒီအိမ်မက်ကကိုပုံဖော်ထားလိုမျိုးလှပမနေတဲ့အခါမှာဘာဆက်ဖြစ်ပါမလဲ UFC 323ပွဲစဉ်မှာဂျိုရှိုပန်က Flyweight ကမ္ဘာချန်ပီယံဖြစ်လာခဲ့ပါပြီ။ဒါပေမဲ့သူရဲ့အောင်ပွဲကပရိသတ်တွေမျှော်လင့်ထားသလိုပြင်းထန်တဲ့တိုက်ပွဲတစ်ခုကနေရလာတာမဟုတ်ပါဘူး။ချန်ပီယံဟောင်း Alexander Pantoja ရဲ့လက်မောင်းကျိုးသွားတဲ့မတော်တဆမှုကြောင့်26စက္ကန့်အတွင်းမှာပဲပွဲပြီးဆုံးသွားခဲ့ရတာပါ။ဒီလိုအခြေအနေမျိုးမှာဂျိုရှိုပန်ရဲ့ပျော်ရွှင်စွာအောင်ပွဲခံမှုကဝေဖန်ရေးမုံတိုင်းတစ်ခုကိုဖန်တီးလိုက်တယ်လို့ဖြစ်သွားပါပြီ။မင်းကသူ့ကိုတကယ်နိုင်တာမှမဟုတ်တာဘာလို့များဂုံယူဝင်ကြွားနေရတာလဲဆိုတဲ့မေးခွန်းထုတ်မှုတွေကြားမှာ UFC ကန်ဝင် Matt Brown ကတော့ဂျိုရှိုပန်ဘက်ကနေမမမရက်တီပေးခဲ့ပါပြီ။ပရိသတ်တွေကဒီပွဲကိုပွဲကောင်းတစ်ပွဲဖြစ်မျှော်လင့်ခဲ့ကြတာပါဒါပေမဲ့ပွဲစားလို့26စက္ကန့်ကြာမှာပဲဘယ်လိုကြရရောက်နာကျင်မှုကြောင့်အော်ဟစ်လိုက်ရပြီးတော့ပွဲရက်တန့်သွားခဲ့ရပါပြီရုပ်သံမှတ်တမ်းတွေအရဘယ်လိုကြရဲ့လက်မောင်းကဆိုးဝါးစွာထိခိုက်ဒဏ်ရာရ gruesome arm injury ရသွားခဲ့တာဖြစ်ပါတယ်တစ်ပတ်မှာဒဏ်ရာပြင်းထန်လို့ဆေးကုသမှုခံယူနေရတဲ့ချန်ပီယံဟောင်းပန်တူဂျာတခြားတစ်ပတ်မှာအောင်ပွဲခံနေတဲ့ချန်ပီယံသစ်ဂျိုရှိုပန်ဒီမြင်ကွင်းကလူများရဲ့စိတ်ထဲမှာတော့မစာနာမှု insensitive လို့မြင်စေခဲ့ပြီးတော့ဝေဖန်မှုတွေမြင့်တက်လာစေခဲ့ပါတယ်ပရိသတ်တွေနဲ့တခြားဖိုက်တာတွေကဂျိုရှိုပန်အနေနဲ့ဒီထက်ပိုပြီးတော့တည်ငြိမ်တဲ့လေးစားမှုရှိတဲ့ပုံစံမျိုးပြသတင်တယ်လို့ယူဆခဲ့ကြပါတယ်။ The Immortal လို့နာမည်ကြီးတဲ့ UFC ဝါရင်ဖိုက်တာ Matt Brown ကတော့ဒီကိစ္စကိုတခြားရှုထောင့်ကနေကြည့်ပါတယ်။ The Fighter vs The Writer အစီအစဉ်မှာသူကဂျိုရှိုပန်ကိုအခုလိုမျိုးကာကွယ်ပြောကြားခဲ့ပါတယ်။ရိုးသားသားပြောရရင်တော့ဒီလိုမျိုးချန်ပီယံကပတ်တစ်ခုရရှိဖို့အတွက်အောင်ပွဲခံတာကိုကျွန်တော်အပြစ်မမြင်ချင်ပါဘူး။ဘာလို့လဲဆိုတော့ဒီကောင်လေးဂျိုရှိုပန်ကသူ့ရဲ့ဘဝတစ်လျှောက်လုံးသူ့ရဲ့အချိန်နာရီတိုင်းကိုဒီပန်းနိုင်တစ်ခုရဲ့အတွက်ပေးဆက်ခဲ့ရတာမလား။ Matt Brown ဆိုလိုချင်တာကရှင်းပါပြီ။ UFC ချန်ပီယံဖြစ်ဖို့ဆိုတာအသက်30မှာဒေါ်လာ1 သန်းချမ်းသာရမယ်ဆိုတဲ့ရည်မှန်းချက်မျိုးနဲ့မတူပါဘူး။ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအနစ်နာခံမှုပေါင်းများစွာနဲ့တိစောက်ရတဲ့ရည်မှန်းချက်ဖြစ်ပါပြီ။အဲဒီရည်မှန်းချက်အောင်မြင်သွားတဲ့အချိန်မှာဘယ်လိုပုံစံနဲ့ရလိုက်တယ်လဲဆိုတာထက်ရသွားပြီဆိုတဲ့အသည့်ကဖိုက်တာတယောက်ရဲ့စိတ်ကိုလွှမ်းမိုးသွားတတ်ပါပြီ။နောက်နှစ်ပေါင်း100ကြာလို့သမိုင်းမှတ်တမ်းတွေကိုပြန်ကြည့်ရင်လူတွေကဘယ်လိုမျိုးအနိုင်ရခဲ့လဲဆိုတာသိမှာမဟုတ်တော့ဘူး။ဂျိုဂျပန်ဆိုတဲ့နာမည်ပြီးမှာချန်ပီယံဆိုတာကိုပဲတွေ့ရတော့မှာဆိုပြီးတော့ဘရောင်းကထောက်ပြပါတယ်။မတ်ဘရောင်းကိုရိုင်းကလည်းသတိမေ့သွားတဲ့ပြိုင်ဘက်တွေပေါ်မှာရဲရဲဆက်ဆက်နိုင်ယူခဲ့ဘူးသူမို့လို့ဂျိုဝိုင်းတွင်းကဖီအားကိုနားလေပါတယ်။မင်းဟာရံမှုပြီးတော့သွေးစာနေတဲ့ပရိသတ်2000လောက်ရဲ့အလဲမှာရောက်နေတာကွာ။အန်ဒရီနယ်လင်းတွေကလည်းထိတ်ဆုံးကိုရောက်နေတဲ့အချိန်လေး။အဲဒီချိန်မှာကိုယ်စိတ်ကိုထိန်းချုပ်ပြီးတော့တီတီငြိမ်ငြိမ်နေဖို့ဆိုတာခက်တယ်။ဂျိုဂျပန်အတွက်ကတော့ဒါကသူ့အိမ်မက်တွေမှန်တကယ်ဖြစ်လာတဲ့အခိုက်အတန့်ဖြစ်ပါတယ်။ဘန်ဒိုရဒန်ရရတာကိုဝမ်းနေစရာလို့မြင်နိုင်ပေမဲ့ဗိုင်းရဲ့ရှူထောင်းကကြည့်မယ်ဆိုရင်တော့သူတို့ချင်းတဲ့ရွှေကပတ်ကသူ့ခါးပေါ်ရောက်လာတာဖြစ်ပါတယ်။ဒါပေမဲ့မတ်ဘရောင်းကဂျိုရှိုပန်ကိုနားလည်ပေးတယ်လို့သူ့ရဲ့ကိုယ်ပိုင်ခံယူချက်ကိုလည်းပွင့်ပွင့်လင်းလင်းဝန်ခံသွားခဲ့ပါတယ်။တကယ်လို့သာကျွန်တော်သာသူ့နေရာမှာဆိုရင်တော့အဲ့လောက်ပြောနိုင်မယ်မထင်ပါဘူး။ဘာလို့လဲဆိုတော့ဖိုက်တာတယောက်အနေနဲ့ကိုကပြိုင်ဘက်ကိုတကယ်လဲထိုးပြီးတော့ဒါမှမဟုတ်အသာစီးရပြီးတော့မှနိုင်ကျင်ကြတာကိုမတ်ဘရောင်းရဲ့စကားကစစ်တီတော်ကျင်ဝေ Warriors ကုတ်ကိုရောင်ပြန်ဟပ်နေတာဖြစ်ပါတယ်။ငါသာဆိုရင်တော့ဒီငြိမ်နဲ့ပဲနေလိုက်မယ်။ငါချန်ပီယံဖြစ်သွားပြီ။ကျန်တာဂယူးမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးဖြစ်ပါတယ်။ဒါပေမဲ့ကခုံပြီးတော့အောင်ပွဲခံဖို့တော့သိမရှိဘူးလေ။ဘာလို့လဲဆိုတော့ကိုကဒီဝိတ်တန်းမှာအတော်ဆုံးလူကိုအနိုင်ယူလိုက်တာမှမဟုတ်တာဆိုပြီးမတ်ဘရောင်းကဆက်ပြီးတော့ပြောလာပါတယ်။ဒီချက်ကတော့ဝေဖန်သူတွေရဲ့အဓိကအချက်နဲ့ကိုက်ညီနေပါတယ်။ကပတ်ကကပတ်အတော်ဆုံး baddest dude in the world ဆိုတာကိုစားပြုပါတယ်။ပြိုင်ဘက်ကကိုတင်ရနဲ့ကိုနာသွားလို့ရလိုက်တဲ့နိုင်ပွဲကကိုကကပတ်အတော်ဆုံးဆိုတာကိုတက်တည်မပြနိုင်ပါဘူး။မတ်ဘရောင်းကလူဖြစ်ရက်ကို UFC သမိုင်းမှာအကျော်ကြားဆုံးဖြစ်ရက်တစ်ခုနဲ့အနှံ့ရှင်ပြထားပါတယ်။အဲ့ဒါကတော့ Chris Weidman နဲ့ Anderson Silva တို့ရဲ့ဒုတိယမြောက်ပွဲစဉ်ဖြစ်ပါတယ်။အဲတုန်းကစီးပါးရဲ့ခြေထောက်ကျိုးသွားခဲ့တဲ့အခါ Weidman ကအောင်ပွဲခံခဲ့ပါတယ်။ပရိသတ်ချို့က Weidman ကိုမနှိမ့်မြို့ခဲ့ကြပါဘူး။သူကငါးခြေထောက်ကိုရွယ်ချက်ရှိရှိကာကွယ်လိုက်လို့ကျိုးသွားတာလို့ပြောခဲ့တာကိုလေလူတွေကသဘောမကျခဲ့ကြပါဘူး။ဒါပေမဲ့နှစ်ချုပ်လိုက်ရင်တော့ Weidman ကချန်ပီယံဖြစ်သမိုင်းမှာကျန်ရစ်ခဲ့ပါတယ်။ဂျိုရှိုပန်ကလည်းဒီလိုပါပဲ။အစပိုင်းမှာဝေဖန်ခံရနိုင်ပေမဲ့နောက်ပိုင်းမှာသူဘလို့ကာကွယ်ပွဲတွေထိုးတယ်လဲဆိုတာကသာသူ့ရဲ့ဂုဏ်သိက္ခာကိုအဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။ဘယ်လိုကြရဲ့ဒဏ်ရာကပြန်လာနိုင်မှုအချိန်ယူရအောင်ပါပါ။ဒီကြားကာလမှာဂျိုရှိုပန်အနေနဲ့သူ့ရဲ့ချန်ပီယံဖြစ်တည်မှုကကန်ကောင်းလို့ဆိုတဲ့စကားလုံးကိုခြေဖြတ်ဖို့အတွက်လာမယ့်ကာကွယ်ပွဲတွေမှာပြိုင်ဘက်တွေကိုပြပြသားသားအနိုင်ယူပြဖို့လိုအပ်ပါတယ်။နောက်ဆုံးမှာတော့ဂျိုရှိုပန်ဟာ UFC Flyweight ချန်ပီယံဖြစ်သွားခဲ့ပါပြီ။အဲ့ဒါကပြောင်းလဲလို့မရနိုင်တဲ့အမှန်တရားဖြစ်ပါတယ်။အခုချိန်မှာရေးကြီးတာကသူဘယ်လိုချန်ပီယံဖြစ်လာခဲ့လဲဆိုတာမဟုတ်တော့ဘဲနဲ့သူဘယ်လိုချန်ပီယံမျိုးဖြစ်ဆက်လက်ရပ်တည်မလဲဆိုတာပါပဲ။ကန်ကောင်းလို့ရလာတဲ့ချန်ပီယံလားတကယ်ရည်ချင်းရှိတဲ့ချန်ပီယံလားဆိုတာတက်တည်ပြဖို့အတွက်ဂျိုရှိုပန်ရဲ့လက်ထဲမှာပဲရှိပါတော့တယ်။မတ်ဘရောင်းရဲ့စကားတွေအပေါ်မှာညီကိုတို့ရဲ့မြင်လေးတွေကိုလည်းပြောပြပေးသွားခဲ့ကြပါဦးများ။ဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါရစေများ။